အချို့တကြားအလွန်အကျွံစားသုံးခြင်းဟာရေတိုမှာလူကိုလန်းဆန်းစေတယ်လို့ထင်ရပေမဲ့ရေရှည်မှာတော့ခန္ဓာကိုယ်ရဲ့စနစ်အတော်များများကိုထိခိုက်ပျက်စီးစေနိုင်ပါတယ်။ကျန်းမာရေးရှုထောင့်ကနေကြည့်ရင်အဓိကဖြစ်နိုင်ခြေရှိတဲ့ဆိုးကျိုးတွေကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။စီးချိုယောဂဖြစ်နိုင်ခြေမြင့်မားလာခြင်းအချို့တွေအမြဲတမ်းအလွန်အကျွံစားရင်သွေးရင်းတကြားဓာတ်ကိုထိန်းညှိပေးတဲ့ insulin ဟော်မုန်းကိုခန္ဓာကိုယ်ကကောင်းကောင်းတုံ့ပြန်မှုမလုပ်နိုင်တော့ပါဘူး။ insulin resistant ဖြစ်လာပါတယ်။ဒါဟာနောက်ပိုင်းမှာအမျိုးအစားနဲ့စီးချိုယောဂဖြစ်လာဖို့အဓိကလမ်းစာပါပဲ။ကိုယ်လေးချိန်တက်လာပြီးအဝလွန်ခြင်းအချိုဓာတ်မှာ calories အများကြီးပါဝင်ပေမဲ့လူကိုဘိုင်းမပြည့်စေပါဘူး။ဒါအပြင်တကြားဟာဗိုက်စာချင်းကိုထိန်းချုပ်တဲ့ဟော်မုန်းတွေကိုကမောက်ကမဖြစ်စေလို့အစားတိုးစားမိစေပြီးအဝလွန်ခြင်းနဲ့ဗိုက်ခောက်ထွက်ခြင်းဝမ်းဗိုက်စီဆူခြင်းတွေကိုဖြစ်စေပါတယ်။နှလုံးရောဂါဖြစ်နိုင်ခြေတိုးလာခြင်းအချို့အစားများခြင်းကသွေးတိုးခြင်းခန္ဓာကိုယ်တွင်းရောင်ရမ်းခြင်းသွေးတွင်းအဆီဓာတ် triglycerides မြင့်မားခြင်းနဲ့သွေးကြောပိတ်ခြင်းတို့ကိုဖြစ်စေပြီးနှလုံးရောဂါနဲ့လေဖြတ်ခြင်းဖြစ်နိုင်ခြေကိုတိတိတတ်တာမြင့်တက်စေပါတယ်။အသည်းစီဖုံးခြင်းတကြားမှာပါတဲ့ fructose ဓာတ်ကိုအသည်းကပဲခြေဖြတ်ရပါတယ်။အချိုတွေအများကြီးစားတဲ့အခါအသည်းကအလုံးမနိုင်တော့ပဲအဲ့ဒီအချိုတွေကိုအဆီဖြစ်ပြောင်းလဲသိမ်းဆည်းလိုက်တာကြောင့်အရက်မတောက်ဖဲနဲ့အသည်းအဆီဖုံးတဲ့ယောဂဖြစ်လာတတ်ပါတယ်။တောပိုးစားခြင်းနဲ့ကတွင်းပျက်စီးခြင်းဒါကတော့အားလုံးသိတဲ့အတိုင်းပါပဲ။အချိုစားပြီးတဲ့အခါကတွင်းထဲမှာရှိတဲ့ဘက်တီးရီးယားတွေကအဲ့ဒီတကြားကိုစားသုံးပြီး acid တွေထုတ်လုပ်ပါတယ်။အဲ့ဒီ acid ကသွားကြွေလွှာတွေကိုတိုက်စားပစ်တာကြောင့်သွားပိုးစားခြင်းနဲ့သွားဖုံးယောဂတွေဖြစ်ရတာပါ။အရေပြားပျက်စီးပြီးအိုမင်းရင်ရော်လွယ်ခြင်းသွေးထဲမှာတကြားဓာတ်တွေများလာတဲ့အခါအသားအရည်ကိုတင်းရင်းစေတဲ့ကောလာခြင်း collagen ဓာတ်တွေကိုပျက်စီးစေပါတယ် glycation လို့ခေါ်ပါတယ်။ဒါကြောင့်အချိုစားများသူတွေဟာအရေးအကြောင်းစောစောထင်လွယ်ခြင်းနဲ့ဝက်ချံထွက်များခြင်းတို့ကြုံတွေ့ရတတ်ပါတယ်။စိတ်ခံစားချက်မတည်ငြိမ်ခြင်းနဲ့အားအင်ကုန်ခန်းခြင်းအချိုစားလိုက်တဲ့အချိန်မှာစွမ်းအင်တွေရုတ်တရက်တက်လာတတ်ပေမဲ့ခဏနေရင်သွေးတွင်းတကြားဓာတ်ပြန်ထိုးကျသွားတတ်ပါတယ်။အဲ့ဒီအခါမှာလူကပူပင်ပန်းနွမ်းနယ်သွားတာစိတ်တူလွယ်တာစိတ်တက်ကြသလိုခံစားရတာတွေဖြစ်တတ်ပါတယ်။အကြံပြုချင်တာကတော့တစ်သီးဝလံတွေမှာတဘာဝအတိုင်းပါဝင်တဲ့အချိုဓာတ်ကတော့ကျန်းမာရေးနဲ့ညီညွတ်ပါတယ်။ဒါပေမဲ့မုန့်တွေအချိုရည်တွေကော်ဖီမစ်တွေထဲမှာထည့်ထားတဲ့ပြုပြင်ထားတဲ့တခြား added sugar ကိုတော့အတက်နိုင်ဆုံးလျှော့စားဖို့လိုအပ်ပါတယ်။ Hi there! Welcome to Dr. Pocket.